လောကမှာအလုပ်တွေလို့ရင်အမှားတွေအများကြီးတွေ့လိမ့်မယ်မှားမှကြောက်ရင်ဘယ်တော့မှအမှန်တရားမတွေ့ဘူးမှားမှမကြောက်နဲ့အမှားသေးသေးလေးတွေကိုများများအတွေ့အကြုံရှိမှအမှားကြီးလွတ်တာကွာတခါမှမမှားဘူးတဲ့သူကဘုံတိုင်းဆိုအမှားကြီးနဲ့ကြုံတဲ့အခါကျတော့အဖက်ဆယ်မရအောင်မှားသွားတတ်တယ်ဒီမှာနိုင်ဒီမှန်းနေတယ်နော်မှန်းနေတယ်ဆိုတော့ဒီလိုလဲနေတာတကယ်မှန်တဲ့နာကြီးရက်နေတဲ့နာကြီးပဲတနေ့ဘယ်နှချိန်မှန်တော့ရက်နေတဲ့နာကြီးကဒီနေ့2ချိန်မှန်တယ်နော်အဲ့လိုပဲလူကအလုံးမလို့ရင်အမှားမတွေ့ဘူးတဲ့တို့တော့အမှန်တရားလည်းမတွေ့ဘူးလူတွေကမမှားကျင်တာပဲရှိတာအမှန်တရားမလို့ကျင်ကြဘူးဘုံဘုံအမှန်တရားလို့ကျင်တာမှားပလေးစီဇီဝရေးလုပ်ငန်းတွေရှုံးခဲ့တယ်လူရေးပြဿနာတွေအများကြီးခက်ခဲတွေတွေ့ခဲ့တယ်အလိညာတွေခံရတယ်အကောက်ကျစ်တွေခံရတယ်ယုံကြည်မှုဖောက်ပြခံရတယ်အများကြီးတွေရှိတယ်အဲအကြောင်းဘုံဘုံအဲ့ဒီဒဏ်တွေကိုခံပြီးတော့အများကြီးတိဆောက်ထားတာအခု42ဆိုတာဟုတ်ပြီနော်42ချင်းတူတယ်တို့တော့ experience ချင်းမတူဟုတ်ပြီလားအဲ့တော့ဘုန်းတော်ဒီမှာပฏิရူပဒေတာဝါဒတင်းလျောက်ပတ်တဲ့အရက်ဒေတာနေတဲ့အခုဒီထက်မှမြင့်ရှိတယ်နော်ဒီဘက်မှာမြင့်ရှိတယ်မဟုတ်လားဘလောက်ကြီးတဲ့ငါးတွေတွေ့ဘူးလေအလွန်ဆုံးကြီး1000ပေါ့ကွာဟုတ်လားတပေပေါ့ကွာတထွာပေါ့ကွာသမုဒ္ဒရာလည်းရောက်တော့ငါးကြီးတွေမရှိဘူးလားသင်္ဘောကြီးတောင်မြုံနိုင်တယ်မင်းတို့ကငါးကြီးလားမြင့်ငါလားမြင့်ငါဆိုမင်းတို့နေရာမှာနေလို့ရတယ်ကိုကငါးကြီးလို့